စာအရန်တော်တဲ့သူတွေကတရက်ကို12နာရီနေ့မနာညမအိပ်စူးစမ်းကြတာလား No research တွေအရအတန်းထဲမှာစာတကယ်ရတဲ့သူတွေကတရက်ကို3နာရီကနေ4နာရီထိပဲစာလုပ်ကြတယ်။စာမွေးနေ့မှာအစာတွေကိုအသေးအတန်ညမအိပ်ပဲနဲ့ကုန်ကျက်နေရတာမျိုးမဟုတ်ပဲနဲ့တရက်ကို3နာရီကနေ4နာရီထိစာလေးလာတာကိုနေ့တိုင်းလုပ်တာ။ထပ်ပြောမယ်နေ့တိုင်းလုပ်တာ။အားလုံးပဲမင်္ဂလာပါဖင်နာတော့အခုလက်ရှိစစ်တပ်ကတော့နှစ်မှာ year 4တက်ရောက်တော့မယ်စစ်ကြောင်းသူတယောက်ဖြစ်ပါတယ်။ Vlog by Fiona ဆိုတဲ့ Facebook page မှာလည်းအင်္ဂလိပ်စာသင်ကြားပေးနေတဲ့အင်္ဂလိပ်စာဆရာမတူဦးလည်းဖြစ်ပါတယ်။အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့သင်တန်းတွေစုံစမ်းခြင်းနေဆိုရင်တော့ Fiona ရဲ့ Telegram account ကနေတစ်ဆင့်စုံစမ်းလို့ရတယ်နော်။ဒီနေ့ဗီဒီယိုလေးမှာတော့စာတော်တဲ့ကျောင်းသားတွေရဲ့စာလုပ်တဲ့အမှုအကျင့်ကောင်းလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။စာလုပ်တယ်ဆိုတာ it's not a one time thing စာမွေးနေ့မှာတစ်ချိန်တစ်ခါပဲကြက်ရုံနဲ့ပြီးသွားမယ့်အရာမျိုးမဟုတ်ဘူး။စာလုပ်တဲ့အခါမှာလည်းတရက်ကို12နာရီလောက်ကြီးလုပ်စရာမလိုဘူး။မှန်ကန်တဲ့နီးလန်းနေတဲ့ဒါလေ့လာမယ်ဆိုရင်တရက်ကို3နာရီ4နာရီလောက်ကလုံလောက်တယ်။အခုလက်ရှိ grade 12တက်နေတဲ့မောင်လေးညီမလေးလည်းဒီဗီဒီယိုကြည့်နေတယ်ဆိုရင်ပြန်အခုပြောပြမယ်စာလုပ်တဲ့နီးလန်းတွေကိုတုံးပြီးတော့စာချက်ကြည့်။စာတစ်ပုဒ်ကြက်တော့မယ်ဆိုရင်နားလည်အောင်အရင်လုပ်ပါ။နားလည်မှာကြက်ရတာလွယ်မှာမြန်မှာအဲ့လိုနားလည်ဖို့အတွက်ဆိုရင်စာတင်တဲ့အချိန်မှာတည်တည်ချာလိုက်ပြီးတော့နားထောင်ရမယ်။စာချက်ပြီးသွားပြီဆိုရင်လည်းဒီစာကိုစာမေးပွဲဖြေတဲ့ကြီးမှတ်မိနေအောင်လို့ခဏခဏပြန်ပြီးတော့နှွှေးပေးရမယ်။တင်ရတဲ့ဘာသာတွေကလည်းများတယ်ကြက်ရတဲ့စာတွေကလည်းများတယ်တွက်စာတွေကလည်းရှိသေးတယ်။ဒါကြောင့်မို့လို့တနေ့စာတနေ့ပြီးအောင်တော့အနန္တလုံးနေရတာအရှိအချက်ထားတဲ့စာတွေကိုပြန်နှွှေးဖို့အချိန်မပေးနိုင်ဘူးဆိုရင်ပြန်အခုပြောမယ် space repetition ဆိုတဲ့ method လေးကိုသုံးကြည့် space repetition ဆိုတာကိုအရှိအချက်ခဲ့တဲ့မှတ်ခဲ့တဲ့စာတွေကိုမေ့သွားပြီလို့ထင်တဲ့အချိန်မှာနောက်တစ်ခေါက်ပြန်ပြီးတော့နှွှေးတာဖနာတို့ရဲ့အုံနောက်ကမှတ်ဉာဏ်တစ်ခုကိုထိန်းထားပေးနိုင်တဲ့အရေးချင်းသူ့မှာရှိတယ်အဲ့တော့ကိုချက်ထားတဲ့စာကလည်းကိုယ့်ရဲ့အုံနောက်ထဲမှာအချိန်တိုင်းတာတစ်ခုကြီးတော့ကြံ့နေအောင်မှာကိုချက်ထားတဲ့စာကိုနေ့တိုင်းပြန်ပြီးနှွှေးစရာမလိုဘူးရက်ချပြီးတော့ပြန်နှွှေးတာအဲ့ဒါကို space repetition လို့ခေါ်တယ်အဲ့လိုရက်ချပြီးတော့လေ့လာလိုက်ခြင်းအပြင်ကိုဒီစာကိုမနှွှေးမဲ့ရက်တွေမှာစာအသစ်တွေကိုကြက်လို့ရမယ်ပြီးတော့စာလုပ်တဲ့အခါဆရာတွေကအတန်းထဲမှာစာသင်နေတဲ့ဒီဥစ္စာကစာမွေးမှာပါနိုင်တဲ့အရေးကြီးတယ်လို့ပြောသွားတဲ့ high points တွေ main points တွေကိုအဓိကထားပြီးတော့ကြက်မယ်ပြီးရင် sample ထုတ်ထားပေးတဲ့မေးခွန်းပုံစံတွေနဲ့ရှင်းနှစ်တွေတုန်းကမေးခဲ့တဲ့မေးခွန်းဟောင်းတွေကိုလေ့လာမယ်မေးခွန်းဟောင်းတွေကိုလေ့လာတာရဲ့အားသာချက်ကဘာလဲဆိုတော့ကိုကစာမွေးမှာဘယ်လိုမျိုးမေးခွန်းတွေပါလာနိုင်လဲဆိုတာကိုကြိုးပြောခန့်မှန်းမိတာဖြစ်သွားတယ်ပြီးရင်ဒီမေးခွန်းမြင်ဒီလိုဖြေရမယ်ဆိုတာကိုလည်းကိုတခါတည်းတွေးမိပြီးသားဖြစ်သွားတယ်အကယ်၍ကိုကတက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်တယ်ဆိုရင်တော့ active recall question ကိုအားကိုးရမယ် active recall question ဆိုတာကကိုလေ့လာလိုက်တဲ့ topic တစ်ခုကိုတကယ်နားလည်ရလားဆိုတာကိုကိုမေးခွန်းလေးတွေပြန်မေးပြီးတော့သုံးသပ်တဲ့သဘောဥပမာကိုကဒီနေ့အသက်6တဲ့အကြောင်းကိုလေ့လာနေဆိုပါစို့အဲ့တော့ဒီအသက်6တဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ active recall question ကို ChatGPT ကိုလုပ်ခိုင်းမယ် ChatGPT ကနေပြီးတော့ကိုမေးခွန်းလေးမေးလိုက်မယ်အဲ့တော့အသက်6တယ်ဆိုတာဘာလဲဘာကြောင့်အသက်6ခြင်းဖြစ်ရတာလဲအသက်6တာကဘယ်လိုလူမျိုးတွေမှာပို့ပြီးတော့ဖြစ်နိုင်လဲအဲ့ဒီလိုမျိုးမေးခွန်းလေးတွေကိုကဖြည့်ကြည့်ခြင်းအပြင်ကိုရဲ့ဒီ understanding ကို supplement လုပ်ရကြတယ်စာအုပ်ထဲမှာရေးထားတဲ့အကြောင်းအရာတွေကိုဒီ passively reading လုပ်တာမဟုတ်ဘဲနဲ့ကို actively မေးခွန်းတွေကိုဖြည့်ကြည့်ခြင်းအပြင်ကိုကဒီစာကိုရေးရှည်လဲပို့ပြီးတော့မှတ်မိသွားတယ်ကိုရဲ့သင်ခန်းစာနဲ့ပတ်သက်တာတွေကို YouTube မှာဗီဒီယိုတွေရှိရဆိုရင် YouTube ကနေလေ့လာလို့ရတယ်ပြင်ဖနာရှင်းမှာပြောခဲ့သလို space repetition ခဏခဏပြန်ပြီးတော့နှွေးပေးရမယ်ရက်ချပြီးတော့စာတော်တဲ့ကျောင်းသားတွေရဲ့နောက်ထပ်အကျင့်တစ်မျိုးကသူတို့ကစာလုပ်ပြီးဆိုရင်သူတို့စာလုပ်တာကိုအာရုံပြည့်စိတ်နိုင်တဲ့အရာတွေကို remove လုပ်တယ်အကြီးက social media scroll လုပ်တာပေါ့နော်အဲ့တော့စာတကယ်လုပ်တဲ့သူတွေကသူတို့စာလုပ်ပြီးဆိုရင်စာလုပ်ဖို့လိုအပ်တဲ့ platform တွေကိုပဲဖွင့်ထားတယ်ဥပမာဖင်နာဆိုရင်စာလုပ်တဲ့အခါ platform လေးမျိုးကိုသုံးတယ် Notion ကြတော့ဖင်နာကျောင်းမှာတင်လိုက်တဲ့စာတွေကို note ထုတ်ထားတဲ့ digital app ပေါ့နော်အရင်တော့စာအုပ်ထဲမှာ note ထုတ်တဲ့အကျင့်ရှိတယ်နောက်ပိုင်းကျတော့ Notion မှာ note ထုတ်ရတာကိုတော့ပို့ပြီးတော့အချိန်ကုန်လဲတက်တာဖြစ်တဲ့အတွက် Notion မှာပဲ note ထုတ်ဖြစ်တယ်ပြီးရင် YouTube ဖွင့်လာရတယ် Google ဖွင့်လာရတယ် ChatGPT ဖွင့်လာရတယ်ဆိုတော့ဒီ platform လေးမျိုးကဖင်နာစာလုပ်တဲ့အခါတိုင်းမဖြစ်မနေပါမယ့်အရာတွေအဲ့တော့စာလုပ်ပြီဆိုတာနဲ့ TikTok ရဲ့ Facebook ရဲ့ Instagram ရဲ့ဒါတွေအကုန်လုံးကို shut down လုပ်ထားရတယ်။စာတော်တဲ့ကျောင်းသားတွေကသူတို့ရဲ့တငယ်ချင်းတွေကြားထဲမှာလည်း clear boundary တခုကိုသတ်မှတ်ထားတယ်။ဖင်နာတငယ်ချင်းတွေဆိုရင်သိတယ်။ဖင်နာ10တန်းတုန်းကကိုစာလုပ်နေတဲ့အချိန်မှာအနားမှာရှိတဲ့တငယ်ချင်းတွေကိုအလားပါတလားပါပြောဖို့အတွက်အချိန်မပေးဘူး။နားမလည်တဲ့စာတွေရှိလို့လာမေးရင်တော့ပြောပြပေးတယ်။ဒါပေမဲ့စာလွယ်ပြီးတော့တခြားအကြောင်းအရာတွေကိုကြတော့စာလုပ်နေတဲ့အချိန်မှာစကားလက်ဆောင်ပြောဖို့အတွက်ဖင်နာသူတို့လည်းခွင့်မပြုထားဘူး။သူတို့လည်းဖင်နာကိုအလိုက်သိစွာနဲ့လာမပြောကြဘူး။ Come on, it's just 3 to 4 hours ဒါကတရက်လုံးမဟုတ်ဘူးကွာကိုစာလုံးနေတဲ့3နာရီ4နာရီဒီအချိန်လေးမှာပဲတကယ်ချင်းတွေကိုစကားလာမပြောခိုင်းတာဒါပေမဲ့ကိုစာလုပ်တဲ့အချိန်ပြီးသွားပြီးနားတဲ့အချိန်တွေရောက်သွားပြီဆိုရင်တော့တကယ်ချင်းတွေနဲ့ပုံမှန်တိုင်းပဲစကားတွေပြောတယ်တဟိတဟာလုပ်တယ်ဖင်နာဆန်တဲ့နှုန်းကတစ်နှစ်လုံးကိုပို့ပပပဲစာလုပ်ပြီးတော့ဖြတ်တန်းသွားတာစာကိုပို့ပြီးတော့နားလဲခြင်းလဲပိုရခြင်းလဲဆိုရင်သူများကိုတင်ပေးပါစာရတဲ့သူတိုင်းသူများနားလဲအောင်လို့ပြန်ပြီးမတင်ပေးတတ်ဘူးသူများကိုပြန်ရှင်းပြပေးဖို့အတွက်ဆိုရင်ကိုကဒီစာကိုတည်တည်ချာချာနားလဲထားမှရမှာအဲ့တော့သူများကိုစာပြန်ရှင်းပြပေးတတ်တဲ့သူကကိုယ်တိုင်လည်းဒီစာကို revision တွေတောင်ပြန်စရာမလိုဘဲနဲ့ပို့ပြီးတော့မှတ်မိသွားတယ်
ဒါကြောင့်မလို့ဖြစ်တာကအတန်းထဲမှာ presentation တွေထွက်လို့တဲ့အချင်းရှိတယ်။စေတက်ကတူ year 1 2တော့ဆိုရင် presentation တွေမရေမတွက်နိုင်လောက်အခါပေါင်းများစွာလုပ်ခဲ့တာ။ဒါပေမဲ့ memory တစ်ခုမှမသိမ်းနိုင်မိဘူး။ရှားပါးဒီတပုံလေးတော့ရှိတယ်။ဒါကကျွန်တော်တို့ year 3 PSM poster presentation လုပ်တုန်းကကျွန်တော်ညီမလေးတယောက်ကအတန်းထဲကနေပြီးတော့ဒါရိုက်ပေးထားတဲ့ပုံ။ကိုကခုလက်ရှိတက္ကသိုလ်တက်နေတဲ့သူတွေဆိုရင် presentation လုပ်ဖို့အတွက်မကြောက်ဘူးဆိုရင်ထွက်ပြီးတော့ပြောပါအဲ့လိုပြောလိုက်ခြင်းအပြင်ကိုလည်း confidence ပို့ပြီးတော့တိုးတယ်ပြီးရင်ဆောင်လဲပို့ပြီးတော့နားလဲသွားတယ်Grade 12တက်နေတဲ့ကလေးလည်းအတူတူပဲ Grade 12အောင်သွားပြီဆိုရင်တက္ကသိုလ်တက်ရတော့မှာဟုတ်တက္ကသိုလ်ရောက်ပြီဆိုရင် presentation တွေကဒါခဏလုပ်ရမယ့်အရာတွေကိုကလူရှိမှစကားထွက်ပြောဖို့အတွက်တိတ်ပြီးတော့မကြောက်တတ်တဲ့သူဆိုရင်ထွက်ပြီးတော့ပြောပါပထမတစ်ခေါက်နှစ်ခေါက်တော့စိတ်လှုပ်ရှားတာတွေပါရှိမှာပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျရင် presentation လုပ်တယ်ဆိုတာထမင်းစားရည်တောက်လို့လွယ်သွားလိမ့်မယ်ပြီးတော့ကိုကဒီစာကိုနားလဲပါတယ်ဆိုတာကိုလိုက်ပြီးတော့ကြေညာစရာမလိုဘဲနဲ့ကိုတန်းတဲ့တငယ်ချင်းတွေရောဆရာမတွေရောသိပြီးသားဖြစ်သွားလိမ့်မယ်အဲ့တော့ကိုကအတန်းထဲမှာ average အမှတ်ပဲရနေတယ်ဆိုရင်တော့မှ presentation ခဏထွက်လုပ်တတ်တဲ့သူဆိုရင်ကိုယ့်ရဲ့ academic skill ကိုဒီရတဲ့အမှတ်တွေကိုကြည့်ပြီးတော့လူရဆုံးဖြစ်မှာမဟုတ်ဘူး။ तू ကအတန်းထဲမှာ presentation တွေအများကြီးလုပ်နိုင်တယ်။သူများစာနားလဲအောင်လဲပြမျိုးရှင်းပြနိုင်တယ်ဆိုတာနဲ့လူရဆုံးဖြတ်ကြမှာ။ကဲဟုတ်ပါပြီ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးကိုကြည့်ပြီးတော့စာလုပ်ဖို့အတွက် motivation တွေအများကြီးရသွားပြီလို့ပြန်မျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်လည်းအားလုံးကျေးဇူးများတင်ပါတယ်။ Anyway, I hope you have a wonderful rest of the day and I'm going to see you in my next video. Bye bye.